ကဘာပေါ်မှာအလဲပတ်ဆုံးနဲ့အစောတန်ဆုံးကောင်လေးတစ်ယောက်ဟာလူကြီးတွေမသိအောင်အိမ်ပြင်ကိုထွက်လာခဲ့ပါတယ်။အနှီးဝတ်ထားတဲ့ကောင်လေးဟာလမ်းမကြီးပေါ်မှာတယောက်တည်းတူးထောက်သွားနေတာဖြစ်ပြီးဘေးကကားတွေကလည်းတစ်စီးပြီးတစ်စီးအရှိန်နဲ့မောင်းနေကြပါတယ်။ကောင်လေးဟာလမ်းမအလဲတဲတဲကိုရောက်တဲ့အခါပက်လက်လန်ပြီးကစားနေပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲအရှိန်နဲ့မောင်းလာတဲ့ကုန်တင်ကားကြီးတစ်စီးဟာကောင်လေးရဲ့အပေါ်ကနေကျော်ဖြတ်သွားခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့ကောင်လေးဟာဘာဒဏ်ရာမှမရရှိခဲ့ပဲလမ်းတစ်ဖက်ကိုဆက်ပြီးသွားနေခဲ့ပါတယ်။လမ်းတစ်ဖက်ကိုရောက်ခါနီးမှာတော့ကောင်လေးကိုလူဆိုး၃ယောက်ကတွေ့သွားခဲ့ပါတယ်။သူတို့ဟာကောင်လေးကိုဖမ်းဖို့အတွက်အတင်းပြေးလိုက်ကြပါတယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့လမ်းပေါ်ကကားတစ်စီးဟာလူဆိုးတစ်ယောက်ရဲ့ခြေထောက်ကိုနင်းသွားခဲ့ပါတယ်။အဲ့ဒီလူဟာနာကျင်လွန်းလို့အော်ဟစ်နေချိန်မှာကြံတဲ့လူနှစ်ယောက်ကကောင်လေးနောက်ကိုဆက်လိုက်ကြပါတယ်။ကောင်လေးကတော့သူတို့ကိုဂယုမစိုက်ပဲအရှိကခြံစည်းရိုးကိုကြော်ပြီးတရိတ်ဆန်ယုံထဲကိုရောက်သွားခဲ့ပါတယ်။လူဆိုးတွေဟာလည်းကောင်လေးနောက်ကိုအပြေးလွှားလိုက်လာခဲ့ကြပါတယ်။တရိတ်ဆန်ယုံထဲရောက်တဲ့အခါကောင်လေးဟာလူဝင်ကြီးတစ်ကောင်ရှိတဲ့တန်လောင်အိမ်ထဲကိုဝင်သွားခဲ့ပါတယ်။လူဆိုးတွေဟာအပြင်ကနေကြည့်ပြီးဘာလို့ရမှန်းမသိဖြစ်နေကြပါတယ်။လူဝင်ကြီးဟာကောင်လေးကိုရံမမှုပဲသူစားမဲ့ပန်းသီးကိုတောင်ခွဲဝေပေးနေခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာခဏချင်းမှာပဲတငယ်ချင်းတွေဖြစ်သွားကြပါတယ်။ဒါကိုတွေ့တဲ့လူဆိုးတစ်ယောက်ဟာတန်တိုင်ကြားကနေလက်ရှူပြီးကောင်လေးရဲ့ဖက်နှက်ကြိုးကိုဆွဲဖမ်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လူဝင်ကြီးကရိပ်မိသွားပြီးအဲ့ဒီလူဆိုးရဲ့လက်ကိုအပြင်းပြင်းနဲ့ထိုးလိုက်ပါတယ်။လူဆိုးဟာနာကျင်လွန်းလို့လက်ကောက်ဝတ်ကိုကင်ပြီးအော်ဟစ်နေပါတော့တယ်။နောက်ထပ်လူဆိုးတစ်ယောက်ကတော့တမျက်စိတုပ်ကိုအသုံးပြုပြီးကောင်လေးရဲ့အင်ဂျီကိုချိတ်ဆွဲဖို့ကြိုးစားပြန်ပါတယ်။ကောင်လေးဟာတုံးနဲ့အတူအပြင်ကိုပါလာတော့မဲ့အချိန်မှာပဲလူဝင်ကြီးဟာကောင်လေးကိုပြန်ဆွဲလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့လူဝင်ကြီးဟာလူဆိုးတွေကိုအယမ်းစိတ်ဆိုးသွားပြီးအော်ဟစ်ခြောက်လန့်ပါတော့တယ်။လူဆိုးတွေဟာကြောက်လန့်တကြားနဲ့ဘာဆက်လုပ်ရမလဲဆိုတာကိုတိုင်ပင်နေကြပါတယ်။နောက်ဆုံးမှာတော့လူဆိုးကောင်းဆောင်ဖြစ်သူဟာကိုယ်တိုင်ဖမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ကောင်လေးကလူဝင်ကြီးရဲ့ရင်ခွင်ထဲမှာနှစ်ချိုက်အိပ်ပျော်နေခဲ့တယ်။ရုတ်တရက်ကောင်လေးလှုပ်ရှားလိုက်တာကြောင့်လူဝင်ကြီးနိုးလာပြီးဘေးနားမှာရှိတဲ့ကောင်လေးကိုဒေါသတကြီးစိုက်ကြည့်နေခဲ့တယ်။အဲ့ဒီအချိန်မှာကောင်လေးကိုခိုးယူဖို့ကြိုးစားနေတဲ့လူ၃ယောက်ထဲကခေါင်းဆောင်ဖြစ်သူဟာလူဝင်ကြီးရဲ့လက်ထဲမှာအဖမ်းခံလိုက်ရတယ်။လူဝင်ကြီးကဒေါသတကြီးနဲ့အော်ဟစ်လိုက်ပြီးခေါင်းဆောင်ဖြစ်သူကိုတန်တိုင်တွေကြားမှာအတင်းဆွဲထားပါလေရော။လူဝင်ကြီးဟာဒေါသထွက်ပြီးပါဇက်ကြီးကိုဟာကာဟိန်းဟောက်နေခဲ့တယ်။ခေါင်းဆောင်ဖြစ်သူဟာကြောက်လန့်တကြားနဲ့အော်ဟစ်နေပြီးသူ့ရဲ့တငယ်ချင်းနှစ်ယောက်ကလည်းဘာလို့ရမှန်းမသိပဲကြည့်နေရတယ်။လူဝင်ကြီးကသူ့ကိုအဝေးကိုလွှင့်ပစ်လိုက်တာကြောင့်ခေါင်းဆောင်ဖြစ်သူဟာမြေပြင်ပေါ်ကိုလွင့်စင်သွားပြီးနာကျင်စွာလဲကျသွားတယ်။ကောင်လေးကတော့လူဝင်ကြီးရဲ့အကူအညီနဲ့တရိတ်ဆန်ယုံထဲကနေအပြင်ကိုပြန်ထွက်လာနိုင်ခဲ့တယ်။လူ၃ယောက်ဟာကောင်လေးကိုထပ်ပြီးလိုက်ရှာကြပြန်တယ်။သူတို့ဟာဥယျာဉ်ထဲကပိုက်လုံးကြီးတစ်ခုထဲမှာကောင်လေးကိုပြန်တွေ့သွားတယ်။ဒီတစ်ခါတော့သူတို့တတိထားပြီးကောင်လေးကိုပိုက်လုံးရဲ့တစ်ဖက်ကနေပိတ်ဆို့ပြီးဖမ်းလိုက်နိုင်တယ်။ဒါပေမဲ့သူတို့ကောင်လေးကိုခေါ်သွားဖို့ပြင်နေတော့မှပဲရဲအရာရှိနှစ်ယောက်ရောက်လာတာကြောင့်အားလုံးကထိတ်လန့်သွားကြတယ်။ခေါင်းဆောင်ဖြစ်သူကကောင်လေးကိုသူ့ရဲ့အင်ဂျီကြားထဲမှာအမြန်ဝက်ထားလိုက်ရတယ်။ရဲအရာရှိတွေကသူတို့ကိုမတင်ကားသလိုကြည့်နေပေမဲ့ကောင်လေးကအင်ဂျီအောက်ကနေမီးချစ်တစ်ခုကိုနှိုက်ယူလိုက်တယ်။အဲ့ဒီမီးချစ်နဲ့ခေါင်းဆောင်ဖြစ်သူရဲ့အဝတ်စားတွေကိုမီးလို့လိုက်တာကြောင့်ခေါင်းဆောင်ဖြစ်သူဟာအပူဒဏ်ကိုအန်ကျိတ်ခံနေရတယ်။ရဲအရာရှိတွေကမတင်ကားလို့မေးမြန်းနေတော့မှပဲသူတို့ဟာဘာမှမဖြစ်သလိုဟန်ဆောင်ပြီးရဲပြနေခဲ့တယ်။ရဲတွေထွက်သွားတဲ့အချိန်မှာတော့ခေါင်းဆောင်ဖြစ်သူရဲ့အင်ဂျီကနေမီးခိုးတွေထွက်လာပါတော့တယ်။ခေါင်းဆောင်ဖြစ်သူဟာမီးလောင်တာကိုမခံနိုင်တော့ပဲအင်ဂျီကိုဖွင့်လိုက်တဲ့အချိန်မှာမီးတောက်တွေကအကြီးအကျယ်ထွက်လာတယ်။သူ့ရဲ့တငယ်ချင်းနှစ်ယောက်ကမီးငိမ့်တက်ပေးဖို့အတွက်သူ့ကိုမြေပြင်ပေါ်လှဲချပြီးခြေထောက်တွေနဲ့ဝိုင်းနှင်းပေးကြတယ်။အဲ့ဒီကြားထဲကနေကောင်လေးဟာလွတ်မြောက်သွားပြီးပန်းခြံတွေကခုံတန်းလျားတစ်ခုပေါ်မှာထိုင်ကသူတို့ကိုကြည့်ပြီးရေမောနေခဲ့တယ်။ကောင်လေးဟာပျော်ရွှင်စွာနဲ့အဆောက်အုံတစ်ခုပေါ်ကိုဆက်ပြီးတက်သွားပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရဲ့အမြင့်ပိုင်းမှာအလုပ်သမားတစ်ယောက်ကကိတ်မုတ်တစ်ခုကိုတန်ပေါင်ပေါ်တင်ထားလိုက်တယ်။အနားမှာရှိနေတဲ့ကောင်လေးကအဲ့ဒီမုတ်ကိုမြင်တော့အယမ်းစားကျင်သွားပြီးတန်ပေါင်ပေါ်ကိုတရွတ်တိုက်မောက်ခုံကြီးတက်သွားတယ်။ကောင်လေးကတန်ပေါင်ပေါ်ရောက်သွားပြီးမုတ်ကိုအားရပါရစားနေတော့မှပဲမမျှော်လင့်ပဲအဲ့ဒီတန်ပေါင်ကြီးကိုကရိန်းနဲ့မလိုက်တာကြောင့်ကောင်လေးဟာမြေပြင်ကနေလွတ်တက်သွားပါတော့တယ်။စက္ကန့်ပိုင်းအတွင်းမှာတင်ကောင်လေးဟာပေပေါင်းရာနဲ့ချီတဲ့အမြင့်ကိုရောက်သွားခဲ့တယ်။အောက်မှာရှိနေတဲ့လူဆိုး၃ယောက်လည်းကောင်လေးကိုကြည့်ပြီးကြောင်အန်းဖြစ်သွားတယ်။သူတို့၃ယောက်ဟာကောင်လေးကိုဖမ်းဖို့အတွက်ဓာတ်လေကားနဲ့အမြန်လိုက်တက်သွားပြီးအပေါ်ရောက်တော့ကောင်လေးကိုကယ်ဖို့ပြင်တယ်။တန်ပေါင်ကြီးအနားရောက်လာတာနဲ့လူဆိုးတစ်ယောက်ကတန်ပေါင်ပေါ်ကိုခုန်တက်လိုက်တယ်။ဒါပေမဲ့တန်ပေါင်ကြီးကဟန်ချက်ပြတ်သွားပြီးတစ်ဖက်ကိုစောင်းသွားပါလေရော။အဲ့ဒီအချိန်မှာကောင်လေးကတော့တန်ပေါင်ကိုရှော့စီးတယ်လို့မျိုးအေးစစ်စီးပြီးဓာတ်လေကားအပေါ်ထက်ကိုဘေးကင်းကင်းနဲ့ရောက်သွားတယ်။ဒါပေမဲ့ကောင်လေးကိုဖမ်းဖို့ကြိုးစားတဲ့လူဆိုးကတော့တန်ပေါင်ကြီးမှာခေါင်းလောင်းတီးတယ်လို့မျိုးတွဲလောင်းကြီးခုန်နေရပါတော့တယ်။လူဆိုးကောင်းဆောင်ကဒုတိယလူဆိုးကိုအဲ့ဒီလူကိုသွားကယ်ခိုင်းတယ်။ဒုတိယလူဆိုးကသွားကယ်ပေမဲ့သူပါဟန်ချက်ပြတ်ပြီးပြုတ်ကျသွားခဲ့တယ်။ကံကောင်းတာကအောက်မှာတစ်သားပြားတွေရှိနေလို့သာအသက်မသေးပဲအောက်ကိုဆက်ပြုတ်ကျသွားပါတော့တယ်။ဓာတ်လေကားကတစ်ထပ်မှာရက်သွားတော့ကောင်လေးကအထဲကိုပြန်တွားတက်သွားတယ်။လူဆိုးတွေကကောင်လေးကိုလိုက်ရှာရင်းနဲ့နောက်ဆုံးမှာကောင်လေးကိုပြန်တွေ့သွားတယ်။ပြုတ်ကျသွားတဲ့လူဆိုးကလည်းမသေးပဲပြန်လို့လာပေမဲ့နောက်ထပ်တစ်ခါထပ်ပြီးပြုတ်ကျသွားပြန်တယ်။ဒီတစ်ခါမှာတော့သူဟာအောက်ကဘီလက်မြေဖြောဆက်ထဲကိုစောက်ထိုးကြီးကျသွားပါတော့တယ်။အပေါ်မှာကြံခဲ့တဲ့လူဆိုးကောင်းဆောင်ကနောက်ထပ်လူဆိုးတစ်ယောက်ကိုဓာတ်လေကားပေါ်ခုန်တက်ဖို့ခိုင်းပြန်တယ်။အဲ့ဒီလူဆိုးကဓာတ်လေကားပေါ်ကိုခုန်ချလိုက်တာမြေပြင်ပေါ်ဆင်းသက်တယ်လို့မျိုးအကြအနာဆင်းသက်နိုင်ခဲ့တယ်။ဒါပေမဲ့သူဟန်ချက်ထိန်ပြီးမတက်ရက်ဖို့ကြိုးစားတော့မှပဲဓာတ်လေကားကအပေါ်ကိုပြန်တက်သွားတာကြောင့်သူဟာအပေါ်ကတန်တိုင်းနဲ့ရိုက်မိပြီးလှဲလေးပေါ်ကိုပက်လက်လန်ကျသွားတယ်။အဲ့ဒီလှဲလေးကအရှိန်နဲ့လိမ့်ထွက်သွားပြီးအဆောက်အဦအဆုံးကနေအောက်ကိုလွင့်ကျသွားပါတော့တယ်။သူဟာအမိုက်ပုံထဲကိုအရှိန်နဲ့ကျသွားပေမဲ့အသက်မသေးပဲပြန်ထားဖို့ကြိုးစားနေတော့မှပဲအပေါ်ကနေဘီလက်မြေတွေထက်ကျလာပြီးတကိုယ်လုံးဖုံးလွှမ်းသွားပါတော့တယ်။
ဦးကြောင်လူဆိုးကြီးကလည်းကလေးလေးကိုမိတော့မယ်အမှတ်နဲ့အနောက်ကနေလိုက်ဖမ်းတော့တာပါပဲဒါပေမဲ့လူဆိုးကြီးကကလေးလေးရဲ့သွားရည်တွေကိုတက်နှင်းမိပြီးချော်လဲသွားပါလေရောအရှိန်နဲ့ချော်လဲသွားတဲ့အရှိန်ကြောင့်အပေါ်မှာချိတ်ထားတဲ့တူကြီးကပြုတ်ကျလာပြီးလူဆိုးကြီးရဲ့ခေါင်းတက်တဲ့ကြီးကျသွားခဲ့တယ်လူဆိုးကြီးခမနာလုံးလို့အောက်ကတစ်သားပြားတွေကိုလက်နဲ့ထုပြီးအော်ဟစ်နေရရှာပါတယ်ကလေးလေးကတော့အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးခေါင်းလေးရမ်းကရှေ့ကိုဆက်ပြီးပြန်သွားနေပြန်တယ်လူဆိုးကြီးကအာတင်ပြီးမြေပြင်ကနေပြန်ထလာခဲ့တယ်သူကတခုခုကိုအာကိုတကြီးနဲ့လှမ်းကင်လိုက်တာကစောက်လုပ်ရေးသုံးဆက်ပစ္စည်းရဲ့ခလုတ်ဖြစ်နေခဲ့တယ်အဲ့ဒီခလုတ်ကဘီလက်မြေဖြော်ဆက်ကိုဖွင့်လိုက်တယ်လို့ဖြစ်သွားပြီးအပေါ်ကနေဘီလက်မြေတွေကလူဆိုးကြီးရဲ့ခေါင်းပေါ်ကိုတက်တက်ကြီးအပုံလိုက်ပြုတ်ကျလာတော့တာပါပဲဘီလက်မြေတွေတကိုယ်လုံးပေပွားသွားတဲ့လူဆိုးကြီးဟာမျက်လုံးတောင်မဖွင့်နိုင်တော့ပဲကြောင်တောင်ကြီးရက်နေရတယ်ကလေးလေးကတော့အဲ့ဒီအချိန်မှာအပေါ်ကနေဆင်းလာတဲ့ကုန်ပစ္စည်းတွေပေါ်ကိုတတရာလေးတက်လိုက်သွားပါတော့တယ်လူဆိုးကြီးဟာဘီလက်မြေတွေနဲ့ပေပွားနေတဲ့ကြားကနေကလေးလေးလွတ်သွားတာကိုကြည့်ပြီးအယမ်းကိုစိတ်ပြက်နေခဲ့တယ်အဲ့ဒီအချိန်မှာအပေါ်ကနေကျိုးတစ်ချောင်းဆင်းလာတာကိုတွေ့တော့သူကအကြံရသွားပြီးအဲ့ဒီကျိုးကိုလှမ်းဆွဲလိုက်တယ်ဒါပေမဲ့ကန်ဆိုးကျင်တော့အဲ့ဒီအချိန်ကအလုတ်ဆင်းချိန်ဖြစ်နေတာကြောင့်မောင်းနေတဲ့သူကဆက်ကိုပိတ်ပြီးထွက်သွားပါလေရောလူဆိုးကြီးခမမြေပြင်နဲ့အမြင့်ကြီးမှာကျိုးကိုကင်ပြီးတယောက်တည်းတန်းလန်းကြီးကြံခဲ့ရပါတော့တယ်ကလေးလေးကတော့ဘေးကင်းကင်းနဲ့မြေပြင်ပေါ်ကိုရောက်သွားပြီးလူတွေကြားထဲကိုတွားတာကိုလူဆိုးကြီးကအပေါ်ကနေငေးကြည့်နေုံပဲတက်နိုင်ခဲ့တယ်ညရောက်တဲ့အထိလူဆိုးကြီးကအပေါ်မှာပဲတန်းလန်းကြီးရှိနေခဲ့ပြီးသူ့ရဲ့တပည့်2ယောက်ရောက်လာမှပဲမြေပြင်ပေါ်ကိုပြန်ရောက်လာပါတော့တယ်လူဆိုးကြီး3ယောက်စလုံးဟာကလေးလေးကိုဖမ်းဖို့စူးစမ်းရင်းတကိုယ်လုံးပေပွားပြီးဒဏ်ရာတွေနဲ့အခြေအနေတော်တော်လေးဆိုးနေကြတာပါတစ်ဖက်မှာတော့ကလေးလေးရဲ့အိမ်မှာရဲတပ်ဖွဲ့ဝင်တွေကစုံစမ်းစစ်ဆေးမှုတွေလုပ်နေကြတယ်ကလေးလေးရောက်သွားခဲ့တဲ့နေရာတွေကိုရဲတွေကပြောပြနေချိန်မှာကလေးထိန်ကတခုခုကိုသတိထားမိသွားခဲ့တယ်ကလေးလေးသွားခဲ့တဲ့နေရာတွေရဲ့အစီအစဉ်ကသူတို့ဖက်ပြနေကြပုံပြင်စာအုပ်ထဲကအစီအစဉ်တိုင်းဖြစ်နေတာကိုသိသွားခဲ့တာပါအဲ့ဒီလိုနဲ့ကလေးလေးနောက်ဆုံးရောက်နိုင်မဲ့နေရာကိုသူတို့ခံမှန်းမိသွားကြပြီးဘိုးဘွားရိတ်တာကိုအမြန်ဆုံးလိုက်သွားခဲ့ကြတယ်သူတို့ထင်ထားတဲ့အတိုင်းပဲကလေးလေးဟာဘိုးဘွားရိတ်တာမှာအဖိုးအိုတွေနဲ့အတူပျော်ပျော်ရွှင်ရွှင်ရောက်ရှိနေတာကိုတွေ့လိုက်ရပါတော့တယ်ကလေးလေးရဲ့လမ်းညွှန်မှုကြောင့်ပဲရဲတွေဟာပုံနေတဲ့လူဆိုး3ယောက်စလုံးကိုအမိအယဖမ်းဆီးနိုင်ခဲ့ကြတယ်လူဆိုး3ယောက်စလုံးဟာကလေးလေးကိုဖမ်းဖို့စူးစမ်းရင်းသူတို့ကိုယ်တိုင်ပဲထောင်ထဲကိုရောက်သွားကြရပါတော့တယ်